ကဲပြောစမ်းဘလို့ဒီကော သွားကျင်တာသွားတော့ သွားချင်တာသွားတော့သွားချင်တာသွားလို့ရပထမဘာတွေဖြစ်တာဦးလေးက ပထမခေါင်းမှုပြီးမဲကမသွားနိုင်လို့ထိုးရွှေလာခေါ်ပို့ရတာလေ ဘယ်နှစ်နှစ်လောက်ကြာလဲကောင်းမှုလား 3နှစ်လောက်ရှိပြီ 3နှစ်ကောင်းမှုတော့ဘယ်မှမသွားနိုင်ဘူးနော်အခုဆေးတော့ပြီးသွားနိုင်သွားပြီနော် သွားနိုင်တာ ဟောအတော်ရော အတော်ကတော့တိတ်မကောင်းဘူးဒီလိုပဲသူကတော့ အခုဆေးတော့ကောင်းသွားပြီ ဆရာတော့ကောင်း ကျွန်တော်ပေးမလားဟုတ်ပြီအခုဦးလေးတော့လည်းမရဘူးဟိုဘာလဲရွာတွေကပြောတာရှိတယ်လေမိုးမကြိုးဘူးဆိုတာအခုတမိုးတောင်ပြန်ရောက်လာကဲမိုးမကြိုးဘူးဆိုတဲ့လူတွေဘာပြောချင်လဲကပြောသားကျွတ်သွားလို့နောက်တမိုးတောင်ပြန်ဖြစ်သွားပြီနော် နောက်လို့ပါဗျာ နောက်တမိုးတောင်ပြန်ဖြစ်သွားပြီအခုလိုပျောက်သွားတော့ဝမ်းသာလာဦးလေ ဟုတ်ကဲ့ဝမ်းသာတာဗော ဝမ်းသာလာသွားနိုင် သွားနိုင်လာနိုင်လား ပေါ့လဲသွားပြီ ပေါ့ပါ စားလို့ကောင်းတယ်အိတ်လို့ကောင်းတယ်ဟုတ်ပြီစားလို့ကောင်းအိတ်လို့ကောင်းလား ချိုးလို့ကောင်း ရေချိုးလို့လည်းကောင်းတယ်ကျွန်တော်ပြောအပူတွေထုတ်လားဟုတ်ပြီโอเคအားလုံးကြကြမှာပါဖြစ်လား ဟုတ်ကဲ့ အားလုံးလို့ပြောသွားတော့လားဟုတ်ပြီဗျာ